မိုးချိုးပြင်းရင်လောင်ထမ်းလက်နဲ့ကရင်ကလို့ရတယ်အတိတ်ကံပါလာရင်ပြောလို့မရတော့စနိုက်တော်မတို့မင်းငယ်လေးငယ်ဒီတို့ကဘာဖြစ်တယ်ဘာဖြစ်သူများအိမ်တော်ကြီးပြောလို့မရတော့ပါဘူးတိလားကိုယ့်ရဲ့အတိတ်ကံလို့ပဲပြောရမယ်ပေါ့နော်လက်ဝါးပြင်မှာလေရန်အောင်မှာတင်းငယ်တဲ့လောက်ရန်အောင်မှာအရေးကြီးပြီးတော့တိတ်တိတ်ချာချာပိုက်စိတ်တိုက်လေးမှတ်ပလုံးနဲ့လေဒီလိုတွေသူ့ပြက်ကြည့်ရတာတော့အိမ်တော်ရေးလမ်းကြောင်းလေးပဲဖြစ်ပါတယ်ရှင်အိမ်တော်ရေးလမ်းကြောင်းဆိုတာဒီလက်မလက်ညိုးလက်ကလေးလက်ကြွယ်လက်တန်းရဲ့အောက်ဗုဒ္ဓဝုချိုကိုနှလုံးလမ်းကြောင်းဒီနာလေးမှာရှိမယ်ဆရာမရှုပ်မှာဆိုလို့မဆွဲပြတော့နှလုံးလမ်းကြောင်းလေးရဲ့ဒီအချက်ဗုဒ္ဓဝုချိုလက်တန်းအောက်ခြေအဝင်းအဝိုင်းလေးမှာရှိတာကိုအိမ်တော်ရေးလမ်းကြောင်းလို့ခေါ်တယ်အိမ်တော်ရေးလမ်းကြောင်းတစ်ချောင်းပါရဲ့အိမ်တော်တစ်ခေါက်ကြမယ်တစ်ချောင်းပါရဲ့အိမ်တော်20ကြမယ်သုံးချောင်းပါရဲ့အိမ်တော်30ကြမယ်အဲ့လိုမဟုတ်ဘူးเนาะအခုခေတ်လူငယ်တွေဆိုလို့ရှိရင်အိမ်တော်ရေးလမ်းကြောင်းနေများပါတယ်အခုခေတ်မှာကတော့ချစ်သူကြီးစားတွေတွေ့ကြတာတွေလည်းရှိရဲသူတွဲပြီးစိတ်ကြိတ်တွဲပြီးမှသူတို့အိမ်တော်ပြုတ်ကြတယ်ပေါ့နော်အဲ့တော့အိမ်တော်ရေးလမ်းကြောင်းတစ်ချောင်းပါရင်တစ်ခုအိမ်တော်30နှစ်ချောင်းပါရင်20သုံးချောင်းပါရင်အိမ်တော်30အဲ့လိုသဘောမျိုးပြောချင်တာမဟုတ်ဘူးအိမ်တော်ရေးလမ်းကြောင်းလေးကပြေလေးစောင်းပြီးတော့မှဆီယမဆိုလက္ခဏာဓာတ်ပုံပို့ရင်လက္ခဏာမေးကြည့်ခိုင်းကြည့်ပို့ခိုင်းတယ်ပေါ့နော်ပို့ပြီးတော့မှကြည့်ပြတယ်အိမ်တော်ရေးလမ်းကြောင်းတစ်ခုတည်းကိုကြည့်ပြီးတော့လေအိမ်တော်ပြုတ်ကန်ကောင်းမှလားဆိုးမှလားဆိုတာလေအင်မတန်ဆရာကြပြီးဝေရခတ်တာဒီဘက်ကနှလုံးလမ်းကြောင်းနဲ့လေသူကကြည့်ရအောင်ပဲပေါ့နော်အဲ့တော့အိမ်တော်ရေးလမ်းကြောင်းမှာဘလို့ပုံစံမျိုးလေးရှိတယ်လေပေါ့နော်အိမ်တော်ရေးဒုက္ခတွေဖြစ်ရင်တော့သွားပြီအဲ့ဒါခွေးချောင်ပိတ်ရိုက်ခံတာတပိုးဆိုးပြီးဦးလို့လည်းမရဟောင်းလို့လည်းမရဘာမှလုပ်လို့မရပြုလို့မရနော်လောကမှာဘယ်သူမှမဖြစ်ကြပါစေနဲ့ဆုတောင်းမိပါတယ်အိမ်တော်ရေးဒုက္ခတွေဖြစ်ရတဲ့ကံတရားခေလွန်အားကြီးရစိုးလွန်အားကြီးရပေါ့နော်အိမ်တော်ရေးကံတရားအိမ်တော်ရေးလမ်းချောင်းဒီလိုမျိုးရှေ့လေးဒီလက်တန်းအောက်ချိုးကုန်လေးကိုမကြော်ပဲနဲ့ဒီနားလောက်လေးအထိရှေ့လေးနဲ့တွတ်သူပြည့်လေးဆင်းမယ်တော်ကွေးလေးပဲဆင်းမယ်ဆိုလို့ရှိရင်အဲ့ဒါမစိုးကောင်းတယ်မစိုးဘူးကောင်းတယ်အရန်အကောင်ကြီးလားဆိုတာတော့သူ့ရဲ့စားတာရှိသေးတယ်အိမ်တော်ကြီးလက်ညောက်ဆိုဆရာမစားတာပါစစ်တယ်မစိုးဘူးကောင်းတယ်ပေါ့ကွယ်သူတင့်တလောက်အိမ်တော်ဘက်ရဲ့အကျိုးကျေးဇူးရရှိခံစားရမှုရှိမယ်ပေါ့အဲ့လိုမို့အိမ်တော်ကြီးလက်ညောက်မှာလေကြာဘူးအိမ်တော်ကြီးလက်ညောက်မှာကြာဘူးမရှိဘူးအိမ်တော်ကြီးလက်ညောက်မှာဒီလိုမျိုးကြာဘူးရှိမယ်ဆိုပြီးတော့တန်ခွေးဆက်စော်ဝိုင်းပုံလေးလိုငါးရုပ်လိုပေါ့အဲ့ကြာဘူးတော့အိမ်တော်ကြီးလက်ညောက်မှာကြာဘူးရှိရမကောင်းဆိုတာကပြက်တယ်လို့ဆွဲတယ်လို့နဲ့အိမ်တော်ကြီးကန်နေနေအစ်မပြေဘူးပေါ့နော်အိမ်တော်ကြီးလက်ညောက်ရဲ့အစိုးမှာကြက်ချေကပုံတယ်ရှိမယ်ကန်ကိုဆိုတာသူကအိမ်တော်ဘက်ကကိစ္စတစ်ခုကြောင့်မလို့အက်ဆီဒန့်ဖြစ်တာတော့အိမ်တော်ဘက်နဲ့ကိုနဲ့အစ်မပြေရတာတော့အိမ်တော်ကြီးလက်ညောက်အနေနဲ့ကိုနဲ့ကဒီအိမ်တော်ကြီးနဲ့တဟဆာတာမပြုတ်ကန်နေခြင်းနဲ့ကန်ဆိုးခြင်းနဲ့ဖြစ်သွားတာပေါ့နော်နောက်တစ်ချက်ကကြောက်ဒီအိမ်တော်ကြီးလမ်းကြောင်းအိမ်တော်ကြီးကန်တရားအိမ်တော်ကြီးလမ်းကြောင်းအပေါ်တက်သွားတာဒီလိုမျိုးအပေါ်တက်သွားတာကြတော့လေသူအိမ်တော်ကြီးမှာစိတ်ဝင်စားကာမဂုဏ်ကိလေသာအားနေပြီးတော့အပျော်ကြီးဖြစ်ဖို့ပို့ပြီးတော့များသွားတာလို့ပြောလို့ရပါတယ်အိမ်တော်ကြီးလမ်းကြောင်းတစ်ခုတည်းကိုကြည်တာတော့အိမ်တော်ကြီးအနေနဲ့တော့မပြည့်စုံဘူးဆိုပေမဲ့ဒါကလည်းအရန်ဟော့ပဲဒီဟာကိုကြည့်ဖဲ့ထားလို့မရဘူးကြည့်တဲ့အခါမှာလည်းအခက်ဆုံးပဲအားလုံးတေချာစစ်စစ်ငုံငုံကြည့်ရတာပေါ့နော်နှလုံးလမ်းကြောင်းနဲ့ရှင်ရင်နှလုံးလမ်းကြောင်းမှာဒီလိုမျိုးဒီတက်သွားတယ်ပေါ့နော်ဒီလက်ဝါးပြင်မှာဆိုလို့ရှိရင်ဒီနှလုံးလမ်းကြောင်းပေါ့နော်ဒီနှလုံးလမ်းကြောင်းတက်သွားတဲ့စီမှာဒီလိုမျိုးတန်ခွင်းဆက်တွေပဒီးစီတွေဟဲ့လားဒီလိုမျိုးခတ်မတွေလမ်းကြောင်းတွေဖြာနေတာတွေဘာတွေဒီမှာဒီလိုအပြက်တွေအဆဲတွေရှိသလားပေါ့နော်အပြက်တွေအဆဲတွေရှိနေတယ်ဆိုလို့ရှင်တော့ဒီအိမ်တော်ရေးအနေနဲ့ကတော့အိမ်တော်ရေးလက်ညောင်းဘလောက်ကောင်းမညာလေပြဿနာဖြစ်နိုင်တဲ့အိမ်တော်ရေးဒုက္ခပရိဒေဝတောကဘီကိုရရှိနိုင်ပါတယ်အိမ်တော်ရေးကိုကြည့်ရတဲ့အခါမှာတော့လက်ဝါးပြင်မှာအခက်ဆုံးပဲကံလမ်းကြောင်းထီယိုလို့ခေါ်တဲ့ကံလမ်းကြောင်းရဲ့နှလုံးလမ်းကြောင်းရဲ့အိမ်တော်ရေးလမ်းကြောင်းရဲ့ပေါင်းစုပြီးတော့ကြည့်ရတယ်ပေါ့နော်အိမ်တော်ရေးလမ်းကြောင်းကံတရားကအရန်ဟိုမှာသူကကြည့်ရတာလက်ဝင်တယ်လို့ပြောလို့ရအိမ်တော်ကြီးလမ်းကြောင်းမှာကြာဘူးလည်းမရှိဘူးငါးရုပ်လည်းမရှိဘူးရှိနေလို့ရှိရင်အဲ့ဒါတွေကကျုံးမှာပေါ့နော်ဒါက formula ပုံသေးနည်း universal truth နေနဲ့ပြောကြပေးလိုက်ရတာဖြစ်တယ်နောက်တစ်ခုကကျတော့အားလုံးကောင်းတယ်ဆရာမအားလုံးကောင်းတယ်နောက်တစ်ခုကအားလုံးကောင်းတယ်အိမ်တော်ကြီးလမ်းကြောင်းနေရာမှာကတိကတက်လေးဒီညာလေးမှာအိမ်တော်ကြီးလမ်းကြောင်းလေးမှာပဲ့လေးလာပါတာပေါ့နော်အိမ်တော်ကြီးလမ်းကြောင်းကတေးလေးတွေဒါကတော့တစ်ခုချင်းစီကိုစုဆွဲလိုက်တာပြင်အိမ်တော်ကြီးလမ်းကြောင်းမှာပဲ့လေးလာပါတော့ကတိကတက်ကလေးတော့မကောင်းညံ့တယ်တတိထားအိမ်တော်ကြီးကန်စိုးတာပေါ့နော်အဲ့ဒီအိမ်တော်ကြီးလည်းရောက်ပူစီလေးပေါ့နော်
အိမ်တော်ရေးနဲ့ကြောင့်ပုစီလေးဒီပေါ်မှာပဲပါမှာနော်မဆွဲပြတော့အဲ့ညမှာဒီညမှာအတက်တေးအခက်တွေဒီလိုမျိုးအောက်ကိုတစ်စက်မြင့်ပုံစံဆင်းနေတာတို့ဘာလို့ဆိုလို့ရှင်တော့သူကနေမကောင်းထိုင်မကောင်းမကြမ်းပါတဲ့အိမ်တော်ဘက်ကိုရရှိတာပေါ့အိမ်တော်ဘက်ကနာတာရှည်ယောဂဝေဒနာတဲ့အိမ်တော်ဘက်ကိုပဲသူတစ်ချိန်လုံးပြုစုနေရတာပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တာပေါ့ဒီနှလုံးသွင်းကြောင့်ကွဲသွားတယ်ဆိုရင်တော့သူ့ရဲ့အိမ်တော်ရသူအသေးကွဲတာပေါ့ဝတ်သက်ပါစင်ပေါ်လာခဲ့လို့တဝီးပေါ်လာခဲ့လို့ပေါ့နော်နောက်အိမ်တော်ရင်းနဲ့ကြောင့်ဒီလို cross တွေဘာတွေရကြတော့သူလက်ထက်ကနေမှအိမ်တော်ဘက်ဆုံးပါသွားတာတော့ဘာလို့ကြောင့်မလို့သူဖြစ်တာပေါ့နော်အဲ့ဒါအမျိုးမျိုးပဲကံမဲတိလားကံမဲသူ့ရဲ့ဇာတာခွေမှာဝတ်တော့ပါလာတယ်ကံမဲအတိတ်ကံနဲ့နော်မိုးချိုးပြည့်ရင်လောင်းထန်းလက်နဲ့ကခြင်းကလို့ရတယ်အတိတ်ကံပါလာရင်ပြောလို့မရတော့စနိုက်တော်မတို့မင်းငယ်လေးငယ်နေတို့ကဘာဖြစ်တယ်ဘာလို့လဲသူများအိမ်တော်ကြီးခေါ်ဆိုပြောလို့မရတော့ပါဘူးတိလားကိုယ့်ရဲ့အတိတ်ကံလို့ပဲပြောရမယ်ပေါ့နော်ဘဝတွေကတန်တရားတွေကများတယ်လေအတိတ်ကံမှာအိမ်တော်ကြီးကတကယ်ဟိုမှာအတိတ်ကံအကြီးဆုံးစိုးမိုးတာပဲခန္ဓာကြီးကျယ်တော်မင်္ဂလာပွဲကိုဆင်နွှဲခဲ့ရတာလေအတိတ်ကံပဲအဲ့ဒီမင်္ဂလာပွဲဆင်နွှဲပြီးရေရှည်ဆက်ခံမှုကလည်းအတိတ်ကံပဲတကယ်ဟိုမှာအတိတ်ကံဘောင်းစုံပါလာတဲ့အရာဒီအိမ်တော်ကြီးကံဖြစ်ပါတယ်ဝကျွေးချီကျမကြီးကိုကောင်းကောင်းကြီးလောကမှာသူ့ဆက်ခွင့်ပေးလိုက်ရတာအဲ့ဒါအိမ်တော်ကြီးနဲ့ပဲသူ့ဘဝသူ့ရဲ့ကံကြမ္မာတွေကိုသူကကောင်းကောင်းကြီးဘယ်ပြောမလဲအတိတ်နမင်းကြီးကချဲ့လဲထားသလိုပဲအဲ့ဒါတကယ်အိမ်တော်ကြီးကံပဲအိမ်တော်ပြုမှနဲ့အိမ်တော်ကြီးကံဇာတာလေးပါလေးစစ်အိမ်တော်ကြီးကံစိုးမယ်ဆိုလို့ရှိရင် sorry အိမ်တော်ကိုပြုတ်မနေတော့ကိုယ့်ကိုတယောက်တည်းလှလှပပလေးလဲထိုင်ဝဲလို့ရတယ်လှလှပပလေးလဲဟလာအိမ်တော်ကြီးကမကောင်းဘူးလှလှပလေးတယောက်တည်းနေလို့လဲရတယောက်တည်းတည်လို့လဲရတယ်တယောက်တည်းအေးအေးဆေးဆေးလှလှပလေးမွေးနေလို့လဲရတယ်အဆင်ပြေတယ်လေလီကူသားမွေးလုတ်ပြီးသွားတော့မှခက်ခဲချက်တဲ့နေရမယ်ဆိုတော့ခွေးချောင်ပေးရိုက်ခံရတယ်လို့ပဲနော်အားလုံးပဲအိမ်တော်ကြီးဒုက္ခတွေမဖြစ်ကြပါစေနဲ့အိမ်တော်ကြီးကံကောင်းခြင်းများရရှိကြပါစေကျေးဇူးများကြီးတင်ပါတယ်ဆရာမရဲ့ Facebook TikTok အကောင့်လေးတွေကိုလည်း like and follow လေးပြုလုပ်ပြီးဆရာမဟောကြားပေးတဲ့များဆောက်ရရှောက်ရလေးတွေကိုပြုလုပ်ပေးနိုင်ကြပါစေလို့ဆရာမပြောကြားလိုပါတယ်